Hello မိုက်ဆုံးခဒီနေ့မုံညင်းချင်စိတ်လုပ်ပြပါပါညပတ်ကြီးဆိုတော့ရေဆေးတန့်စင်ပြီးတော့ချိတ်ထားပါမယ်ရေစစ်ထားပါမယ်ညှင်းဆုပ်ခံထားတာဖြစ်ပါတယ်မနဲ့လင်းပါပြီနေပူခံပါမယ်မုံညင်းလေးတွေကိုမျိုးရတဲ့တီ3နာရီ2နာရီလောက်နေပူခံထားပါမယ်ခအူးဖြူလေးတွေကိုရေဆေးတန့်စင်ပြီးတော့အကုန်ခွာပါမယ်အပိုင်းပိုင်းလေးတွေလီးမယ်အဝိုင်းလေးတွေလီးပြီးတော့စားလေးနဲ့15မိနစ်လောက်နှပ်ပြီးရင်ရေဆေးချပြီးတော့နေလန်းပါမယ်နနန်စေးလေးတွေကိုမီးလေးနဲ့ညီလေးနဲ့လောပါမယ်ပြီးတော့စီရစမုံစွားလေးတွေကိုလည်းလောထားပါမယ်ပြီးရင်ထောင်းပါမယ်ညနေအောင်ထောင်းပါမယ်ဒါလေးကနနန်စေးလေးကိုညနေအောင်ထောင်းထားတာဖြစ်ပါတယ်ဒါလေးကမုံလာဥဖြူလေးကိုနေလန်းထားတာဖြစ်ပါတယ်ဒါလေးကချွတ်မြစ်ပါကဥဖြူပါမုံညင်းလေးတွေညိုးပြီဆိုရင်ရုပ်ပါမယ်မုံညင်းလေးတွေကိုနေလန်းထားတာရုပ်ပြီးမှဓားလေးလေးနဲ့ပိုင်းပါမယ်ဓားလေးလေးနဲ့ညညာလေးပိုင်းပါမယ်မုံညင်းလေးတွေကိုလှလေးပြောင်းညီလေးပိုင်းပြီးမှလုပ်ပါမယ်ပစ္စည်းလေးတွေကိုစီထိထားလို့မဖြစ်ပါဘူးဓားလေးတွေစနီတုံးလေးတွေမှာစီလုံးဝမထိထားရပါဘူးစီထိရင်မုံညင်းပြတ်တတ်ပါတယ်ဒါလေးကိုစားလေးနဲ့နေပြီးတော့2နာရီ3နာရီနှက်ထားပေးပါမယ်စားထဲပါမယ်စားလေးကိုအများထဲပါမယ်ထဲပြီးမှနေပါမယ်ဒါလေးကစားထဲပြီးတော့အာရပါရနေပါမယ်လက်အိတ်ဆိုရင်အားမရလက်နဲ့ပဲနေမယ်နော်စိတ်ရှိလက်ရှိနေမယ်နေဒါကနေပြီးတော့ရင်စားနေနေတာဖြစ်ပါတယ်ဒါ2နာရီလောက်နှက်ထားပါမယ်စလုံးလေးနဲ့အုပ်ပြီးတော့2နာရီလောက်နှက်ထားပေးပါမယ်စလုံးနဲ့အုပ်ထားမယ်နော်ဒီချိန်ဒါလေးက2နာရီလောက်3နာရီလောက်နှက်ထားတယ်ရေထွက်နေပြီရေတွေကရေထွက်လာပါပြီရေတွေအများကြီးရေတွေထွက်လာပြီအဲ့ဒါလို့ရေကိုညစ်ပါမယ်ရေစင်အောင်ညစ်မယ်ညစ်ပြီးထည့်မယ်ရေစင်အောင်ညစ်များညစ်ရေစင်အောင်တားနဲ့ညစ်မှထည့်မယ်ပြီးရင်ရေပြောင်းအောင်ပြန်ဆေးမယ်ဒီဟာကိုပြလိုက်ဒါကညစ်ပြီးထားတဲ့စားရည်ရောနော်စားရည်နဲ့မုံညင်းရည်သူကအခါရည်ကြောင့်မို့ချင်းနေဒီရည်တွေကိုတွင်းပြစ်မှာဖြစ်ပါတယ်ပြီးဒါကညစ်တရေညစ်ပြီးတော့ရေနဲ့ပြန်ဆေးမှာဖြစ်ပါတယ်ရေပြောင်းဆေးရမှာဖြစ်ပါတယ်သူကရှည်ဟိုနှစ်ရေလောက်ဖြစ်ဆေးပေါ့နော်ညစ်ရေဆေးပြီးညစ်အဲ့လိုရေစင်ညစ်တဲ့အဲ့ဒီကိုစင်အောင်ကတကူညစ်ပြန်စင်ညစ်ဒီပြောင်းညစ်တဲ့လက်ရည်လောက်ဒီညစ်ပြီးမှပြောင်းညစ်ပြီးထည့်ရမယ်ခါရီထွက်တော့ဒါလေးကတော့ရေဆေးထားပါတယ်ရေဆေးထားပြီးပါပြီစိမ့်တန့်နေတော့တကုံညစ်အားတော့ကုန်သွားပဲလက်ကုန်ဖွေးတက်ဒါကရေဆေးပြီးစစ်ထားတဲ့မုံညင်းဒါလေးကခုတ်ဖြူနေလန်းထားပြီးသားနော်ဒါနေလန်းအဝိုင်းဝိုင်းလေးလီးပြီးနေလန်းထားတာဒီဂျူးမြစ်လေးထည့်မယ်ဂျူးမြစ်လေးနဲ့ထည့်မယ်နေလန်းထားတဲ့ဂျူးမြစ်လေးတွေကိုထည့်ပါမယ်
ချင်းကိုတုံးလေးတွေတုံးထားတာကိုထဲပါမယ် အစိမ့်ချင်မှုရင်းချင်အစိမ့်တော့တရားလေးကငရုတ်ချမ်းမုံဒါလေးကငရုတ်အလုံးမုံငရုတ်ဒီအလုံးမုံဒါလေးကအယောင်တင်မုံငရုတ်ဒါလေးကစီယာစမုံစပားကိုကြိတ်ထားတာပါဒါလေးကစားလေးဖြစ်ပါတယ်ဒါကထိုင်းမရောင်နဲ့ထင်ရက်ပေါ့နော်ဒီထင်ရက်လေးကိုလည်းနည်းထည့်ပြီးတော့နော်အချိုအတွက်ချိုမုံကတော့မထည့်ဘူးပေါ့နော်ဒါလေးကစစ်တုံးမိတ်ပါတုံးမိတ်လေးကိုထည့်ပါမယ်ဒါလေးကငရုတ်ဒီဖြစ်ပါတယ်ငရုတ်ဒီလေးအကြီးလေးနဲ့ညှက်ထားဖြစ်ပါတယ်ဒီငရုတ်ဒီလေးကိုအကုန်လုံးထည့်ပါမယ် စားပလာလေးကိုစုံနေအောင်ထဲပါမယ် ဒါလေးကဆာမုံကိုဆာမုံနဲ့လောက်ထားဖြစ်ပါတယ်ဆာမုံကိုဂျိုထားဖြစ်ပါတယ်ကဲဒါလေးရပေါင်ပစ္စည်းလေးပေါ့နော်ကဲချင်းငရုတ်ကျူးမြက်မုံနဲ့စားစုံထည့်ပါမယ်အကုန်ထည့်မယ်ပေါ့နော် ချိုထားတဲ့ဇာမုံနှစ်တွေကိုအကုန်လုံးထဲပါမယ် စိမ့်ရှင်လောက်တာဖြစ်ပါတယ်ဒါနန်နန်စီကိုလော်ပြီးထောင်းထားတာဖြစ်ပါတယ်နော်ဒါပေါင်ပစ္စည်းလေး ဒါလေးကနန်းနန်းစေးကိုညက်အောင်ထောင်းထားတာဖြစ်ပါတယ်နှစွန်းစာပေါ့နော်ထမင်းစားစွန်းနှစွန်းစားစွန်းနှစွန်းထဲပါမယ်ငရုတ်ဒီမုတ်စမုံစပါးစီယာထောင်းထားတာဖြစ်ပါတယ်စားပါမယ်ပြီးတော့ငရုတ်ချမ်းခွဲချမ်းမုံပါမယ်ပြီးငရုတ်အလုံးမုံပါပါမယ်အားလုံးကိုထဲပါမယ်ဘလုံးထဲပါမယ်ထဲမယ် ဒါလေးကထညက် ထိုင်းက ပေါ့ ထုတ်တဲ့ထညက်ကိုဇွန်းမမောက်ထဲပါမယ်အချိုးအတွက်ပေါ့နော် ကဲအာရပါရနေပါမယ် ချိုးဆက်ဆက်ကလေး မုံ စား ရ မှာ င်းချင်းအစိမ့်ချင်လေးပေါ့ ဒီ နော် အတွက်ကြောင့်မို့ထညက်ကိုထဲပါတယ် မွေးနေရောနော်နေနဲ့စားခြင်းကဲနေလို့ပြီးပါပြီဒါလေးရတယ်ခဲစိမ့်မုံရင်းကျင်လောက်တာလေစီလုံးဝမထီအောင်နော်ဒီကချိုးစဲလုံးဝစီလုံးဝထီလို့မရစီထီလို့ရှိရင်ခါသွားမယ်ပြီးရင်မုံရင်းကမချင်မနဲ့ပြက်သွားတတ်တယ်နော်စီလုံးဝမထီအောင်နော်ဘူးခွန်တန်တန်လေးမထိတ်မယ်နော်စီလုံးဝထီလို့မရအောင်နော်စီမထိထားတဲ့ဘူးဖြတ်ပါမယ်ဘူးခွန်တန်တန်လေးမထည့်ပြီးတိတ်ပါမယ်တိတ်ထက်ဒါကတပူးရတယ်ပေါ့နော်တပူးနဲ့ဒီချွေအိမ်နဲ့ထုတ်ရတယ်ကဲဘူးလေးပြေးရပါတယ်3ရက်နေဖွင့်မှာဖြစ်ပါတယ်လှုပ်ရှားကြပါနော် လုံစွာကြည့်ကြပါလို့ပြောချင် ဒီကနေအောင်ကြီးနားလေးမှနေပြထားတာဖြစ်ပါတယ်မြန်လေးချစ်အောင်နော်အရန်စားလို့ကောင်းတဲ့လှုပ်ရှားကြည့်ကြပါဒါလေးက3ရက်မြောက်နေ့မှာဖွင့်ထားတာပါ